လို့ရတဲ့ခလုတ်တွေအားလုံးရှင်းထုတ်ပြီးတော့အရန်အောင်မြင်သွားတဲ့ application တစ်ခုရှိတယ် Instagram ကသူတို့ပထမဆုံး launch လုပ်ခဲ့တုန်းကသူ့မှာ feature တွေအများကြီးပါတယ် map တွေ check in လုပ်တဲ့အရာတွေဘယ်သူမှမသုံးတဲ့ filter တွေအများကြီးပါတယ်သုံးစရာတွေလုပ်စရာတွေအရန်များနေတော့လူတွေကစိတ်ရှုပ်လာအဲ့ဒီအချိန်မှာ Instagram ကအရန်ကို risky ဖြစ်တဲ့အရာတစ်ခုလုပ်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့သူတို့စီမှာရှိသမျှ feature အားလုံးကိုဖျက်ချလိုက်ဒီ feed ရှိမယ်ဒီပုံပဲတင်လို့ရမယ်ဒီလိုမျိုး post လုပ်လို့ရမယ်ဒီလို action ပဲလုပ်လို့ရမယ်ဒါပဲဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့ရဲ့အောင်မြင်မှုကြီးကအရန်ကို explode ဖြစ်သွားတယ် Instagram ကvalue တွေထပ်ပြီးတော့ထည့်ရင်းနဲ့အောင်မြင်လာတာမဟုတ်ပဲသူတို့စီမှာရှိတဲ့မလိုတဲ့အရာတွေဖြုတ်ချရင်းနဲ့အောင်မြင်လာတာဖြစ်ပါတယ်အဲဒါကြောင့် Instagram ကတက်တူပြသွားတာတခုရှိပါတယ်အရန်ကိုရောင်းရတယ်ဆိုတာတခါတလေမှာ feature တွေကြောင့်လည်းမဟုတ်ပါဘူး10မိနစ်ပြည့်သွားပါပြီကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်